မင်္ဂလာပါကျွန်တော်ဒီနေ့ကတော့အာဆင်နယ်နဲ့ချယ်ဆီပွဲပွဲပြီးပြုလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီပွဲရတာကတော့အာဆင်နယ်ကတော့2-1နဲ့အနိုင်ရရှိသွားတယ်ပထမပိုင်းမှာဆိုလို့ရှိရင်သူတို့နှစ်သင်းကတိုက်ဆေးကိုမြင်မြင်ဆက်ဆက်ကစားဖို့မရှိဘဲနဲ့နှစ်သင်းလုံးကအမားလေးများပြီးတော့လူပေးလေးမှားလေးတော့ကိုတွေ့ရတယ်ကိုသမားတို့ဆိုရင်လည်းဆက်ချေဆိုလည်းအမားလေးလုပ်ခဲ့တယ်အာဆင်နယ်ဖက်မှာဆိုလည်းဇူဘီမန်ဒီကလည်းကိုသမားကိုပြတ်ခုပြီးတော့ဒီဗီရာယာဖြစ်ထွယ်လုပ်လေးလည်းရှိတယ်ဆိုတော့ဒီပွဲမှာဆိုလို့ရှိရင်အဇီးဆိုရင်စပါးနဲ့ပွဲတော့ကလို့မဟုတ်ဘဲနဲ့ပထမတစ်ပိုင်းလုံးမှာဆိုရင်သူကပြောင်းနေတယ်ခြေဆွမ်းပြောင်းနေတော့မတွေ့ရဘူးပြီးတော့ကြည့်ရမယ်ဆိုရင်ဒီပွဲကအာဆင်နယ်ကကစားကွယ်နှစ်ကွေးနေတာကိုလည်းတော့တွေ့ရတယ်လက်ဆက်မှုမရှိနေဘူးနောက်တိုင်းမှာဆိုရင်ဆာလီဘာနဲ့ဂါဗီယာကတော့ချစ်စီတဲ့တဆင်မျိုးကျုပ်ပြီးထို့ကိုဘာဖက်စီအဝမ်းနေထားမှာဆိုရင်ကောင်းထိကြတော့ကိုတွေ့ရတယ်ချစ်စီပြင်မှာဆိုလို့ရှိရင်ချစ်စီကတာပန်လည်းအလုံးမလို့ကွင်းလင်းကလည်းအလုံးမလို့ပမားကလည်းကိုမိုးထားကန်နေတယ်ချစ်စီဖက်ကလည်းအားရချေရမရှိနေဘူးဒါပေမဲ့ကိုရတော့တဲ့အခြေအနေကြည့်မယ်ဆိုလို့ရှိရင်နှစ်သိန်းလောက်အနေထားသွားတူးနေတယ်ဘာကဘော်နီကိုရပါတယ်ကိုရတဲ့ပုံစံလည်းတူတူပဲအီလီယာဘာတဲ့ကိုတင်းတယ်လူတိုးတယ်ထီလေးလူနဲ့ထူကိုသွားတယ်အာဆင်နယ်ဖက်မှာဆိုလို့ရှိရင်20ထီပြီးတော့နောက်တိုင်းကမှ6နဲ့ထီပြီးကိုရတယ်ချစ်စီပြင်မှာဆိုလို့ရှိရင်လည်းအီလီယာဘာတဲ့တင်းတဲ့အလုပ်ကိုတူးရင်းနဲ့ကိုလူနဲ့ကိုထီပြီးတော့ကိုဖြစ်သွားတယ်တော့နှစ်သိန်းလောက်ကပါရမန်ဆိုလို့ရှိရင်ကော်နာကနေပြီးတော့ကိုရသွားတဲ့အနေထားကလွယ်ပြီးကျန်တော့ခြေစီကလည်းမရှိဘူးတိုက်စီမင်းဆက်ဆက်ကစားနေတာလည်းမရှိဘူးဒုတိယပိုင်းမှာဆိုလို့ရှိရင်အာဆင်နယ်အစာပိုင်းတစ်ချက်နည်းနည်းမြိုင်လာတယ်ဒေဂျာလေးကိုဖန်တီးပေးနိုင်လာတယ်ဒါပေမဲ့ကိုသမားဆက်ချေတော့ကောက်ွယ်ပေးထားတာရှိတယ်ပြီးရင်ချစ်စီဘက်ကအဇိုဝီကန်ချီလို့ကိုရာယာကလည်းပို့ထုတ်ပေးထားတာလေးရှိတယ်ဒါပေမဲ့ချစ်စီဘက်ကခရောဘောလေးကောင်းတယ်ဒါပေမဲ့ဆုတ်တာပိတ်တွေ့ပဲလူတွေမရှိနေဘူးဒါတော့အာဆင်နယ်ကိုရတော့တဲ့အချိန်ကြီးကလည်းလောက်ကန်ဘောကနေပဲဒီလိုပဲပထမကူနဲ့အဆင်တူပဲတင်ပါကိုရသွားတယ်အာဆင်နယ်ကဘာပြင်ဆင်လာလဲဆိုတော့ပထမပိုင်းသူတို့ပေးရတဲ့ထောက်ကန်ဘောအခြေအနေကိုပြန်တော့တန်ပြီးတော့ဒုတိယပိုင်းမှာဆိုလို့ရှိရင်သူတို့ရဲ့ကိုသမားရာယာကိုနောက်သမား400လောက်ထိကာပေးတာကိုတွေ့ရတယ်ချစ်စီတို့ကိုနိုင်ရတဲ့အချိန်မှာဆိုရင်ကိုသမားရာယာကအတားရထွက်ပိုးတဲ့ဒေဂျာလေးကိုမဖြစ်တော့ဘူးဒုတိယကူပေးတဲ့အချိန်ဒီမှာလည်းအဲ့တိုင်းပဲချစ်စီတို့ကသူတို့ရဲ့ကိုသမားကိုအဲ့လိုကာပေးထားခြင်းမရှိရတဲ့အတွက်ကိုသမားဆက်ချေကဒုတိယပေးရလို့မဆိုရင်ထွင်လဲထွင်ပို့ရဘူးလူကရင်းနဲ့ပဲကိုကပေးလိုက်ရတဲ့အချိန်ရှိအဲ့တော့အာဆင်နယ်တို့ကသူတို့ကစားကွယ်နဲ့သူတို့ကူပေးတဲ့အချိန်ကိုသူတို့ကကောင်းဆုံးပြင်ဆင်လာပြီးတော့ကောက်ွယ်သွားတော့ကိုတွေ့ရတယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဒီကရိုင်ပွဲပန်းနေတော့ကိုတွေ့ရတယ်အလုံးနေတဲ့တိုက်ပဲဒီကရိုင်ဒီနေကစားတာလက်ဆက်မှုမရှိတော့ဘူးလေတွေ့နေရတယ်အဇီးဆိုရင်လည်းပထမပိုင်းရောဒုတိယပိုင်းရောလောကပြောင်းနေတယ်ဖန်တီးမှုလေးရောကန်ချင်းလေးရောကိုကောင်းပြီးတော့ချင်းမရှိဘူးတော့အာဆင်နယ်ကနှစ်ကိုတကူနဲ့ဦးဆောင်